လင်းငယ်လေးတွေကိုကျဉ်းကျဉ်းမာမာနဲ့ကြည်ကြောက်ဖွံ့ဖြိုးလာဖို့အတွက်ဂရုစိုက်ဖို့ဆိုတာကပေါ့နော်မိမိတွေအတွက်ကြီးလေးတာဝန်တစ်ခုပါပဲဝေကိစ္စကလေးငယ်လေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့စကားကလည်းမပြောတတ်ဘာတွေခံစားနေရလဲဆိုတာကလည်းမပြောတတ်တဲ့အတွက်ကြောင့်မို့လို့အရေးတကြီးနဲ့ကျူဆိုင်နေရတာပါဒီနေ့ဗီဒီယိုလေးထဲမှာတော့ကိုယ့်ရဲ့ကလေးငယ်လေးတွေကိုအရေးပေါ်ဆရာဝန်နဲ့ချက်ချင်းပြသတဲ့အခြေအနေ6ခုကိုပြပြသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ခုကတော့ကလေးငယ်ရဲ့နှာခမ်းတွေပြနေတာပါကလေးရဲ့နှာခမ်းဒါမှမဟုတ်ဂရင်းတွေကပေါ့နော်ဗဆောင်တွေရှာတွေကပေါ့နော်ရှိတဲ့အယောင်ပန်းအောင်ရှိမနေပဲနဲ့အပြောင်တန်းနေပြီဆိုလို့ရှိရင်တော့ဒါကအောက်ဆီဂျင်အလုံးလောက်မရရှိတာကိုပြနေတဲ့သဘောပါဒီလိုအခြေအနေကကိုယ့်ရဲ့ကလေးငယ်မှာဖြစ်နေပြီဆိုလို့ရှိရင်တော့ဆေးရုံဆေးကုန်းကိုမြန်သွားဖို့အတွက်အကြံပေးချင်ပါတယ်ရှင်နောက်တစ်ခုကတော့ကလေးငယ်ကအသက်ကိုရှူရှိုက်နေရတာပါကလေးငယ်လေးတွေရဲ့အသက်ရှူနှုန်းကမြန်တက်တယ်ဆိုပေမဲ့ရှိတဲ့ပမာဏထက်ပိုပြီးတော့ရင်မဲ့ကြွတာကိုအာယူပြီးတော့ပေါ့နော်နှာခေါင်းလေးကပွားချီရှုပ်ချီနဲ့ရှူနေရပြီဆိုလို့ရှိရင်တော့ဒါကအသက်ရှူလမ်းကြောင်းမှာတစ်ခုဖြစ်နေပါပြီဒီလိုအခြေအနေမှာပေါ့ဆနေမယ်ဆိုလို့ရှိရင်တော့ကလေးကိုအသက်ရှူရခက်စေပြီးတော့အောက်ဆီဂျင်လုံးဝပြတ်သွားနိုင်ပါတယ်ဒါကြောင့်ဒီလိုအခြေအနေမှာလည်းဆေးရုံဆေးကောင်အမြင့်ဆုံးသွားပါနော်နောက်တစ်ခုကကြတော့ဗောနော်ကိုယ့်ရဲ့ကလေးငယ်ကအသက်3လအောက်ပဲရှိသေးတယ်ကိုတွေကစစ်တောက်ပူနေပြီးတော့တိုင်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လေစုပ်တွင်းအပူချိန်ကဗောနော်100.4 ဒီဂရီဖာရင်ဟတ်ထက်ကျော်နေမယ်ဆိုလို့ရှိရင်တော့ဆရာဝန်စီအမြင်သာပြေးပါတော့နော်ဝေကိစ္စကလေးတယောက်မှာအပြင်းဖြားစေတဲ့အကြောင်းရင်းတွေကအများကြီးရှိပါတယ်ရိုးရိုးတုပ်ကွေးအေးမိတာကနေပြီးတော့မှအပြင်းထန်ဆုံးအုံနောက်အမေးပါရောက်နေတဲ့အထိဘာမှမဆိုဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ကလေးငယ်တွေအပြင်းဖြားနေပြီဆိုလို့ရှိရင်တော့တေချာလေးကျူးဆိုင်ဖို့လိုပါတယ်နော်နောက်တစ်ခုကတော့ကလေးငယ်ရဲ့အသားတွေဝါရတာမျိုးပါဝေးကိစ္စကလေးတိုင်းကအသားဝါတတ်တယ်ဆိုပေမဲ့ပေါ့နော်မွေးခါစားကချက်တစ်နေ့တခြားအသားပိုးဝါလာတယ်ဆိုလို့ရှိရင်တော့စိုးရင်ရပါတယ်ဒါဆိုလို့ရှိရင်ကလေးငယ်ရဲ့အသေးကကောင်းကောင်းအလုံးလုံးနိုင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အသားဝါစေတဲ့ဘီလီရူဘင်တွေကခန္ဓာကိုယ်ထဲမှာဆုလာတာဖြစ်ရတာပါပေါ်စနေလိုက်မယ်ဆိုလို့ရှိရင်တော့ဒီဘီလီရူဘင်တွေကအုံနောက်တွေရောက်သွားပြီးတော့ကလေးရဲ့ဉာဏ်ရည်ကိုပါထိခိုက်စေနိုင်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ကလေးငယ်မှာအသားဝါတာမျိုးဖြစ်လာမယ်ဆိုလို့ရှိရင်လေဆရာဝန်နဲ့ချက်ချင်းပြသဖို့အတွက်အကြံပေးချင်ပါတယ်ရှင်နောက်တစ်ခုကတော့ရေဓာတ်ခံချောက်တာပါကလေးငယ်တွေမှာဝမ်းလျှော့တာပဲဖြစ်ဖြစ်ပြုတ်ဝမ်းတာကြောင့်ပဲဖြစ်ဖြစ်ရေဓာတ်ခံချောက်တာမျိုးဖြစ်တတ်ပါတယ်ကလေးငယ်တွေမှာရေဓာတ်ခံချောက်နေပြီဆိုလို့ရှိရင်ပြတတ်တဲ့လက္ခဏာတွေကတော့နှာခမ်းတွေခြောက်နေတာဒီမြစ်တွင်းတွေခြိုက်နေတာပြီးတော့ကလေးကပေါ့နော်ရေကိုအငမ်းမရတောက်တာနဲ့တစ်ချိန်လုံးကြည်ကြနေတာမျိုးဖြစ်တတ်ပါတယ်ဒီလိုအခြေအနေတွေကကိုယ့်ရဲ့ကလေးငယ်မှာဖြစ်နေပြီဆိုလို့ရှိရင်တော့အိမ်မှာပဲတစ်ဆိုင်တိုက်နေဖို့တော့မသိတော့ပါဘူးเนาะဘာလို့လဲဆိုလို့ရှိရင်တော့လိုအပ်လို့ရှိရင်ဒီတွက်လိုက်ချက်တာမျိုးလောက်ရမယ်အတွက်ကြောင့်မို့လို့ဆရာဝန်နဲ့ချက်ချင်းပြသတင်ပါတယ်ရှင်နောက်ဆုံးတစ်ခုကကြတော့ဗောနော်ကလေးကအန်တဲ့ခါမှာဆိုလို့ရှိရင်အစိမ်းရောင်ဒါမှမဟုတ်ကော်ဖီရောင်နေအန်တာပါကလေးငယ်လေးတွေကနိုးဆိုးနေနေအန်တက်ကြတာကတော့သဘာဝပါပဲအန်တဲ့ခါမှာဆိုလို့ရှိရင်လည်းအရောင်ကအဖြူရောင်ပဲဖြစ်နေတင်တာပါဒါပေမဲ့ကလေးငယ်ကအန်တဲ့ခါမှာဆိုလို့ရှိရင်ကော်ဖီရောင်နေအန်နေမယ်ဆိုလို့ရှိရင်တော့ဒါကသွေးရယောဂတစ်ခုဖြစ်တယ်ဗောနော်ဒီသွေးလွန်တကူယောဂဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကကြတော့ဗောနော်ကလေးငယ်ကအစိမ်းရောင်အန်နေပြီဆိုလို့ရှိရင်တော့ဒါကဥပိ္ပယကနေပြီးတော့မှဗောနော်ဘိုင်းလို့ခေါ်တဲ့တဲချေရည်တွေကအပေါ်ကိုပြန်ဆန်တက်လာတာလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကကြတော့ဗောနော်ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်ထားတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပြုတ်ရတတ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အန်နယ်ဆိုတဲ့ကမကောင်းတော့ပါဘူးเนาะပေါ့ဆမနေဘဲနဲ့အကြောင်းရင်းကိုတေချာသိဖို့အတွက်ဆရာဝန်နဲ့ချက်ချင်းပြသတင်ပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်